ချိန်တော်ပြည့်ဖြစ်တဲ့အတွက်ဒီပြည်စုဝေးကိုအစပြုကြပါစို့လာကြပြောင်းလဲဖို့ဝယ်ကြပုံကငါတို့ကိုဖန်ဆင်းတော်မူသောသာရဘုရားရှိတော်ထောက်ကြပုံကသာရဘုရားသည်ငါတို့ဘုရားဖြစ်တော်မူ၏ငါတို့သည်လည်းအချမ်းတော်၌ကျက်စားသောသူလက်တော်အောက်၌မြင်သောသူစုဖြစ်ကြ၏95ခုရောက်သောဆံအပိုင်းငယ်6ပါတွင်ဆုတောင်းစကားကြပါစို့တော်ရှင်ရဲ့ဉာဏ်သည်တာမီးတို့သည်ကိုရရှိအတောင်တော်ရဲ့ကောင်းမွန်စွာဖြင့်အိဆက်အနာယူခွင့်
ပေးစီတာကအခုဘာရတော့ဘုရားရှင်ကိုဖတ်တဲ့ခင်ပို့ဆောင်ဆောင်ကျေးဇူးတင်ပါတယ်ဗျာ။ဒီလိုလေဘုရားရှင်တို့ရကြတော့တာသမီကြီးထွားအငယ်ဆုံးတာဖတ်တဲ့ခင်ကောင်းချီးပေးလို့ပါပါ။ဗလာမနဲ့တော့တာသမီနဲ့ပြပါရှိတော်မူပါပါ။ဒီလိုလေအစီအစားနဲ့ဆုံးရအောင်ဖတ်တဲ့ခင်ပြပါရှိတော်မူပါ။ဆုံးရရှိနေဓမ္မဝိစုများနဲ့ပြပါရှိပါ။ဘုရားကိုပြေဝစီတော်မူပါ။ကျမ်းစာကြီးကိုလည်းဝေဒနာတော်မှာဘုရားသခင်အခြေနိုင်တဲ့တက်တာကိုစက္ကအနန္တိခါမှာအသက်ရှင်နေသောသခင်ပြိုင်းနာမှာတော်ကိုမြည်ပြီး၍ယောဂီကမြင့်စက္ကအနန္တိတော်မှာလေဖတ်ကြသခင်ဒီဝါကတော့ချိဝဝရကျမ်းစာတော်များကိုပြောလိုက်ပါစီအတို့ပြန်ခိုင်းပြီးဟောကြပါစို့အတို့ပြန်အမှတ်စဉ်တော့အတို့ပြန်အမှတ်စဉ်တော့ကောင်းတဲ့တော်တို့ချိန်23ခုမြောက်သောဆံသာရဖျားသည်နိုင်ကိုပြည့်တော်မူဒီမာလီစီရမခံရဘာဝိနည်းကိုအားဖြည့်နာမတော်ကိုအလို့မှာတရားလမ်းတိုင်းတွေးဆောင်တော်မူပြီးကျွန်ုပ်ရဲ့ဉာဏ်ကိုရှင်းမှာကျွန်ုပ်အခုစားပွဲကိုခင်းတော်မူပြီးကျွန်ုပ်ဘောင်းကိုစီးနေလိမ့်တော်မူကျွန်ုပ်ဖပလားကြီးရှံလျက်ရှိပါသည်ဒီချိန်မှာပထမအကျင့်အမှုကိုကောက်နေပါတယ်ဒီချိန်မှာ
ရှိမှတော့ကလေးငယ်များကိုကျေးဇူးတင်ပါတယ်ဒီချိန်မှာအသေးတော်နဲ့သက်ဆိုင်တော့ကြော်ညာဆရာများကိုအသေးတော်အသေးစောပြီးဆရာများကြော်ညာလို့ဖြစ်ပါတယ်ရှိကြတာဆက်ကျေးဇူးရှိပါတယ်ဒီနေ့ကျင်းအတင်းတော်သက်ဆိုင်တော့တော်များဆန္ဒဆိုကြတယ်ပါမယ်ကျွန်တော်တို့ပြောရတာကတော့ကိုယ်စတဲ့ဆက်တဲ့အောင်ဆက်ရဒီလိုမျိုးချင်းမှာတော့ခရရှိဖို့ဆိုတာပထမချိန်ကတကယ်လို့မလုပ်တဲ့နေရာချက်ဖြစ်ပါမယ်ဒုတိယချိန်ဒီဆောင်းတဲ့ဆန္ဒကိုနေရာရှိဆိုတာတကယ်လို့တော့ပေါ်ပေါ်ရချက်ဖြစ်ပြီးတော့စီတော်စုကတော့ခရရှိဖို့ဆိုတာကောင်းချက်ဖြစ်ပါမယ်ဒီလိုကျေးဇူးနဲ့ပြောရမယ်ဆိုရင်26ရက်17လနဲ့20ရက်နေ့ကကိုယ်ဆက်ရှိနေပြီဖြစ်တော့ဒီစိတ်တိုင်းတော့လူကျေးဇူးကိုချီးမွမ်းရတယ်။အတင်းတော့ဘုရားကျေးဇူးကိုချီးမွမ်းခြင်းအလိုလေးတစ်ချက်ချက်ပေးပါတယ်။တော်ရဆက်လာတော့20ရက်နေ့မှာ20ရက်ပြည့်ဖြစ်တော့နော်ဝိချူတော်လူကျေးဇူးကိုချီးမွမ်းတဲ့အတွက်တော့30ချီးမွမ်းခြင်းအတွက်ဒီလိုမျိုးချက်ပေးပါတယ်။ဆက်ပြီးတော့ကျွန်တော်တို့ဝတ်ပြုလို့ကျေးဇူးပါဖြစ်တင်ရဲ့ဆက်မလာတော့ဆက်လာရင်လည်းချမ်းသာပြီဆွေးကြဆိုတော့ဘုရားကိုကျေးဇူးနဲ့ဆက်လို့ဆက်တင်ပြီးအောင်လို့ပြောပြီးလို့ဒီမှာပြီးတော့ဆက်လာတာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်ကဆွေးကြဆိုတာလည်းပါရတဲ့ဒါကျွန်တော်တို့ခေါင်းနေတော့ချမ်းသာကျွန်တော်တို့ချမ်းသာရင်အားလုံးဆောင်တာဖြစ်ပါတယ်အဲဒီလိုပဲပုံမှန်ရှိတဲ့မိသားစုတွေအားလုံးကိုဒီလိုပုံစံချပေးလို့ပါတယ်ကျွန်တော်လည်းဒီလိုကြောင်းတော့ပြန်ကြားရတာဖိတ်ဆောင်ရတဲ့ဒီဆိုရင်လည်းအဲ့ဒီမှာကျွန်တော်တို့ဒီဖိတ်ကြားခြင်းနဲ့တူဒီလိုက်အားရတဲ့ဝေဒနာတို့ဒီသားစုတွေကျန်တဲ့ဒီသားစုတွေအားလုံးပါတယ်စာရင်းကိုကြားပြီးတော့ဒီလိုမျိုးချင်းချင်းတဲ့တဲ့မျိုးတွေကိုအတုံးတော့ဒီတုံးတော့ဒီဒီလိုချီးမွမ်းခြင်းကိုကျော်လာအောင်လုပ်နိုင်တယ်ဒီပေါ်မှာဆက်လာနေတယ်နော်အတုံးတော့ဒီတုံးတော့ဒီဒီလိုချီးမွမ်းခြင်းဆိုတာတော့ဒီချားလိုက်ပါပြီဒီလည်းကိုယ်ရဲ့ဆက်လာတဲ့အခါဆက်လာတဲ့ဒီလိုဖြစ်ပါတယ်အချိန်ကတော့နည်းနည်းဖြစ်နေဖြစ်ပြီးတော့ဒီကအတုံးတော့ရဲ့ဒီကမဆက်တဲ့တော့ဒီလိုဒီဆက်တဲ့ဆက်တဲ့ဒီစားလိုက်တော့ရှေ့ဒီမှာတော့ကိုယ်ဆက်လာတဲ့ဒီလိုဖြစ်ပါတယ်ဘုရားကလည်းဒီကြားတွေကျွန်တော်တို့ဒီပေါ်ပြပေးထားတယ်ဒီလိုမျိုးလည်းလုံးဝပါတယ်ဒီမှာဆက်တဲ့ကျွန်တော်တို့မျိုးဖြစ်ပါတယ်ကျွန်တော်တို့ဒီစားတဲ့ခါကနေကျေပြီးပေါ်ပြပေးရမယ်ဆိုရင်ကျွန်တော်အတင်းတော်ရဲ့ဒီလို30ပြည်ကြီးကိုချင်းဝဲကြီးအစီအစဉ်တော့ဆက်ရတဲ့ဖြစ်ပါတယ်ဒီစိတ်တဲ့နေ့ကတော့ကျွန်တော်တို့ခါမှဆောင်ကျွန်တော်တို့ဒီကြည့်ပြတော့ဒီလိုလည်းကြည့်ပြကျွန်တော်တို့ဖြစ်ချေဒီနေ့ကတော့ကျွန်တော်တို့တဲ့အမှုတွေဖြစ်ချေတဲ့အစီအစဉ်တော့ကျွန်တော်တို့ဒီရဲ့ဒီလိုချီးမွမ်းခြင်းတော့တို့ဒီချီးမွမ်းခြင်းလေးကိုဆောင်ဖြစ်တဲ့အတွက်ကြောင့်ဒီစီစဉ်မှာပါဝင်သောဆရာတော်တို့ဆောင်ရွက်တဲ့ကျွန်တော်တို့ဖိတ်ထားပါတယ်ဖိတ်ထားပါတယ်အကျိုးတော်ဆရာတော်များတွေလည်းကျွန်တော်တို့ဒီဆိုတော့ကျွန်တော်ပြန်ပြီးတော့ပေါ်ပြဖြစ်ပါတယ်။ဒါတော့ဒီစီစဉ်မှာအလို့ဆောင်ထားတဲ့ဆောင်းတာအမှုများကြီးနဲ့ဒီစီစဉ်ကိုလည်းအားရပါလို့ဘုရားအတွက်အဖြစ်ပြောပါတယ်။အဲဒီတော့ဒီသားစုတွေများကိုအားလုံးကိုဒီကျက်ကိုပေါင်းတဲ့အနေအထားကိုဒီလိုဆောင်ထားလို့ဒီလိုက်ရှိနေပါတယ်။အခုတော့ကျွန်တော်တို့ဒီလိုကျွန်တော်တို့ဒီမှာအောင်ထားဆက်လာတဲ့ဆက်ချောင်းကျွန်တော်ရဲ့လူမှုဆောင်ဖွဲ့စီဝေးဒီလိုကျွန်တော်တို့ရဲ့နိုင်ငံမှာဆောင်ဖြစ်ပေါ်တယ်။အဲဒီတော့
တော့တော့တော့မှာပါလို့ဒီလိုတော့တော့ပါတယ်ကျွန်တော်စီစဉ်ရတဲ့ဒီများကိုလည်းကျူးကျူးပြဆက်လာတဲ့ဒီစုကိုလည်းထပ်မံပြောပါဆွေးနွေးကြမှာဖြစ်ပါတယ်ကျေးဇူးတင်ရတာတော့ကျွန်တော်တို့ဒီ30ပြည်ကြီးတို့ချင်းဝဲခြင်းအတွက်ကိုဝေယျပြတ်လာတာလည်းအခုမှခေါ်ဘုရားကနေပြည်ပြီးထားတဲ့တောင်းဆိုနေရှိပါတယ်အဲ့ဒါကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီကစနေနေ့ဆိုရင်ကျွန်တော်တို့ပတ်စံတော့အပြင်တော့တာဒီချိန်တော့ဖြစ်သွားတယ်ပေါ့နော်ဒီချိန်တော့ဖြစ်ပြီးဝေယျပြီးတော့ဒီပြီးတော့အပြင်ချတဲ့တဲ့ခရီးတွေကတုံးနေတယ်နော်အဲ့ဒီလည်းတော့တိုက်ချွေစားရပြီးအားလုံးကပြီးတော့တော့အပြင်ချတဲ့ဒီလိုဒီမှာဒီမှာပြီးတော့တော့အပြင်တွေစားအဲ့တော့ကိုစားကျေးဇူးတင်ရှိကြအောင်ထပ်ပြီးတော့ပေါ်ပြပေးလို့ပါတယ်နောက်ကြီးစိုးချီလို့ရဲ့ဒီဒီကတော့ဒီရဲ့ဘာလို့တော့ရဲ့ဒီကြီးစိုးချီပါစေလို့အခုလည်းကျွန်တော်6ရက်လို့နော်ဒီကားကြီးရဲ့ကျွန်တော်တို့ဒီကားကြီးရဲ့တော့စနေနေ့ဖြစ်ပါတယ်ဒီချက်တော့ရှိပါတယ်အဲ့တော့ငါးချက်ဖို့အတွက်ဒီကားကြီးများလို့လည်းဒီကြားပေးလို့ပါတယ်အချိန်တိုင်းတော့ကျွန်တော်တော့ရှင်းတယ်လို့ဆောင်ဖြစ်ပါတယ်အဲ့လိုကြောင့်ဒီလိုရှိတဲ့ကော်ဖီကိုနောက်တစ်ခါဆိုတော့အဲ့ဒီဗီဒီယိုရဲ့အတွက်ပြင်ချပေးလို့ပါတယ်ဒီမှာဆန္ဒနဲ့လည်းပြောပြလို့ပါတယ်ဆရာတို့ကျွန်တော်တို့ပြောရပြတာတော့ဆိုကျွန်တော်တို့ဒီလိုမျိုးတော့မချင်ပါဘူးဒီချိန်မှာလူချင်းမှန်တယ်ကြားရတယ်Yeah.
ကောင်းခြင်းကိုမြည်စင်ခံစားရပါတယ်။ကောင်းမွန်တဲ့တိုင်းတော်ကိုကောင်းမွန်သောစာတိုင်းတော်ကိုဘေးကင်းကြကြမ်းစာပြီးနေထိုင်တော်ကိုများကိုပြရပါတယ်။ခဗျာတိတာမီလူဒီခံစားရသောကောင်းခြင်းများနဲ့မှာရာဇဝတ်လာရတယ်လက်ရှိတတ်မဟုတ်ဘဲနဲ့လူများယူဆောင်လာပါတယ်။ခဗျာတိလိုအပ်သောနေရာတွေအသုံးပြုတော်မူပါကပြီးတော့တာမီများကိုတို့လည်းလောကကောင်းများချပေးတဲ့နာလို့မြင်ပါပါ။ဒါပြီးတော့တိုင်းမျိုးတို့ဒီလိုမျိုးကလည်းရှင်းနိုင်တဲ့အသက်တာနိုင်အချိန်တိုင်းနဲ့အသက်တာကိုကောင်းမွန်စွာဆက်ကနေတော့တိုင်းမျိုးပြဖို့ဖျားခင်မဆရာတော်များကြီးကြောင့်လူတော်ဝေစက္ကအနန္တိအခါမှာအသက်ရှင်နေတဲ့တကယ်ရှုပြိုင်နာမတော်ကိုမြည်ပြီးလူတွေကပြစက္ကအနန္တိကောင်းပါ၏ဖျားခင်ခုချိန်မှာကျွန်တော်တို့ယောမဩဝါဒစာအခန်းကြီး3ပိုင်းငယ်အခန်းကြီး3ပိုင်းငယ်23အဘဲကြောင့်ဤလူကလူပေါင်းတို့သည်ဂျူးဆိုင်ကိုကြည့်၍ဘုရားသခင်ရှေ့တော်၌အသက်ရည်ပြည့်ကြသည်ယေရှုခရစ်ရွေးထုတ်တော်မူသောအားဖြင့်အဖို့ကိုမပေးဘဲဘုရားသခင်ကြီးစုတော်ကြောင့်ဖြောင်းမှတ်ရာသို့ရောက်ကြရသည်နောက်တစ်ပိုက်ပါမယ်ဘောရလူဩဝါဒစာဒုတိယဆောင်ပိုင်းငယ်8ဒုတိယဆောင်အခန်းကြီး8ပိုင်းငယ်9အကြောင်းမူကားငါတို့သခင်ယေရှုခရစ်သည်စီးစိမ်ရှိတော်လဲဆင်းရဲတော်မူခြင်းအပြင်သင်တို့သည်စီးစိမ်ရှိစေခြင်းကသင်တို့အတွက်ကြောင့်ဆင်းရဲခြင်းကိုခံတော်မူသောယေရှုတော်ကိုသင်တို့သိကြ၏ဒီချိန်မှာအသင်းတော်အတွက်ရရှိလာသောယုံကြည်သူသားမျိုးရောက်စီအတိုင်းအတွက်သင်တို့မိသားစုဝင်များအတွက်ကိုမိုင်းမနောစာတော်ကနေပြီးတော့စီတောင်းနေပါတယ်ဆုတောင်းကြပါစို့အသက်ရှင်ကောင်းတဲ့တော်မူသောဘုရားသခင်ကျေးဇူးတော်ကောင်းကိုဝန်ခံချက်ဘုရားရှင်၏ခြေတော်ကိုအတူတကွချင်ကြကြပါလေစေတလုံးလုံးတော်ဒီဖြင့်ဘုရားခြေတော်ရင်းသို့ချင်ကြကြသောသာသမီတို့၏ဆုတောင်းခြင်းကိုဘုရားရှင်နားနာမှုပါအားရခြင်းအစ်လုံးစုံကိုဘုရားရှင်ခြေတော်၌ဝန်ချတောင်းပန်ကြပါလေဖျားခင်ဒီလာတော်ဖြင့်သာသမီတို့၏အစ်ကိုဖိလို့တော်ပါ
ဤအဖြစ်များကိုနောက်ထပ်အခါကမကျွမ်းလို့စေဖတ်တာခင်သာသူတို့ကိုတွင်တင်လမ်းပြကောင်းချီးပေးသနာတော်ကြောင့်ရသော်သောဖတ်တာခင်အတင်းတော်အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါ၏အနှစ်30တိုင်တိုင်ဖျားခင်ပို့ဆောင်ပေးပါသည်ဖတ်တာခင်ခဲရဲ့အချိန်လေးမျိုးမျိုးကိုလည်းကြောက်တတ်ပြရပါသည်သို့တော်လည်းဒီခုအချိန်မှာလာမည့်တင်းတွေ9 ရက်ဒီဇင်ဘာမှာအနှစ်30ပြည့်မြောက်တဲ့အချိန်မှနဲ့တာသမီးတို့ဒီကိုရှင်ကိုကျေးဇူးချီးမွမ်းခြင်းကိုပြုကြမည်ဖြစ်ပါတယ်။ဟာတာခင်ဒီအစီအစဉ်ဒီကြားခင်ရှိမှာဒီကြတဲ့ကောင်းတဲ့ကောင်းကြီးဖြစ်တဲ့အစီအစဉ်ဖြစ်စေဖို့ဟာတာလမ်းပြကောင်းကြီးပေးနာလို့ပါ။ဒီအစီအစဉ်အတွက်လုံးဆောင်ပြီးတော့အရာအားလုံးကိုလမ်းပြရမှာပါ။စက်ကလုံးဆောင်ရတဲ့ဒီကားသမီးများကိုလည်းကိုရှင်ကောင်းကြီးပေးပြီးနာမည်များပေါ်အားစိတ်သက်ပေါ်အားပေးသနာတော်ပါ။ဖျားခင်ဒီလိုကိုရှင်ဒီခုတန်ဖျားခင်တာမီးတို့မှာကိုရှင်ဤကောင်းကြီးမင်္ဂလာများအားဖြင့်ကြည့်ရှုပြုစုရရှိတော်တာနာမင်းကြီးဒီလိုစင်များရှိပါတယ်။61ဒီလိုစုကျောင်းတော်ဒီလိုစုနဲ့ရွာတစ်ကောင်းတာလာပြုလို့ပဲအာထုတို့ဒီအာထုလို့ဆောင်ကြည့်ရှုပြုစုရရှိကြတော့ဓမ္မဘုံဆောင်များကိုရှင်ကောင်းချီးပေးသနာတော်ပါပြေဝတော်ဝေဒနာပေါ်အားဝိညာဉ်ရှိကိုကျမ်းမာခြင်းဖြင့်ဤသာသနာ့ဝင်းနှင့်အပြည့်တော်စုမှာကိုကောင်းစွာကြည့်ရှုပြုစုနိုင်ရတော့ဘုရားဖျားခင်ကောင်းချီးပေးရန်ပြပို့ဆောင်နေပါဓမ္မဘုံဆောင်တိတိဤမိသားစုများကိုလည်းကိုရှင်ကောင်းချီးပေးပါကောင်းသောအထောက်အပံ့ဖြစ်တဲ့တာဝါအတွက်ဒီလောက်တနေရာမှာပံ့ပိုးလို့ဆောင်နိုင်ကြသောမိသားစုများဖြစ်စေဖို့ဖျားခင်လမ်းပြရပါလက်စော်ဖျားခင်အတင်းပေါ်မှာဌာနနဲ့အတင်းအတွက်တည်တည်ရှိပါလိမ့်ဤအတင်းအတွက်ဌာနများ၏လို့ဆောင်ဖို့များကိုလည်းကိုရှင်လက်ဝဲတို့စက္ကအနံပါ၏စက္ကလုံးဆောင်ရရှိနေကြသောရှင်ကြီးသူများကိုကောင်းချီးပေးသနာတော်ပါဒီကနေ့လည်းအတင်းတော်အတွက်အတင်းတော်မှာရှိတဲ့ရှင်ကြီးသူမိသားစုတွေအတွက်ကောင်းချီးဖြစ်စေတဲ့အရာများကိုလို့ဆောင်နိုင်ဖို့ဖတ်တာခင်ပေါ်အားပေးလမ်းပြတယ်။တင်းအုပ်မြေအိမ်ဒီဆောက်ရရှိနေပါတယ်။ဖတ်တာခင်ဒီမှုရာကိုလည်းဒီလမ်းပြနေပါဖတ်တာခင်ရွာတိကုန်းသာသနာ့ပြုတဲ့ဓမ္မရိပ်သာဒီဆောက်ရရှိနေပါတယ်။ခေါင်းဘုံကြီးရဲ့ဒီဖတ်တာခင်ကောင်းချီးပေးခဲ့ပါတယ်။ဖတ်တာခင်ရှေ့ဆက်လို့ဆောင်ရတယ်ကိုရှင်ကောင်းချီးပေးသနာတော်ပါ။ရင်းချက်တော်နဲ့တက်တာရှိတဲ့ဖတ်တာခင်ကိုတား၍တိုးနေချင်းနိုင်ကြသောလူကြီးများဖြစ်စေဖို့ဖတ်တာခင်ကောင်းချီးပေးကြကြလို့ပါဖတ်တာခင်သာတင်းမှာရှိတဲ့မျိုးသမီးတွေလူသားပါရအမှုရဲ့ကျိုးစားခြင်းတွေအတင်းတော်ချောင်းကိုလည်းကိုရှင်ကောင်းချီးပေးသနာလို့ပါဖတ်တာခင်ပါဝင်တဲ့ရှိနေကြတဲ့အမျိုးသမီးများအမျိုးသားများလူငယ်များတေးလေးတွေများပြီးလေဒီလိုပဲဖျားကိုချင်းရဲ့ဖျားခင်ဤညတ်နာတို့ကိုပြောရင်းနဲ့အတင်းတော်မှာဝမ်းမြောက်စွာဖြစ်ပါမယ်များလို့ပြီးကောင်းချီးဖြစ်ကိုရှင်ဦးဆောင်ပါစားတော်ပါဖတ်ကြားခင်သာသီတို့တင်းတော်ရှိတဲ့ဒီလိုမျိုးတွေကောင်းချီးဖြစ်စေတယ်ပြုထားပါတယ်ဖတ်ကြားခင်ဒီနေ့ဒီကိစ္စမှာကိုရှင်ကောင်းချီးပေးနာတော်ပါသာသီတို့ဒီရည်ရှိတဲ့အတွက်အင်ဒါမှကြီးမားတဲ့ဒီမှန်ချက်ပါရှိပါတယ်အခုချိန်မှာအားလေးပါလို့လေဖျားခင်ဉာဏ်တောင်းမှုကိုသာပြီးလို့ယုံကြည်စွာနဲ့တောင်းခံပါတယ်ဒီလိုပဲအတင်းတော်နဲ့အတွက်တော်တော့အတင်းတော်ရဲ့မှန်ချက်မှာရှိသောမင်္ဂလာတို့ကလေးသူများအတွက်တော်တော့ကောင်းချီးဖြစ်စေတဲ့အမှုများဖြစ်စေဖို့ဖတ်တာခင်ကောင်းချီးပေးပြီးလမ်းပြမှာစားတယ်ပါအတင်းတော်မှာရှိတဲ့အထောက်အကူပြုလို့ဖွဲ့များလေးရှိပါတယ်ကျမ်းမာခြင်းထောက်ကူကျမ်းမာရေးထောက်ကူပြုလို့များပဲပညာရေးထောက်ကူပြုလို့များပဲတာပြီးလို့ရဲ့လုံးဆောင်ခြင်းအများကိုလည်းကိုရှင်လမ်းပြတော်မှာဖတ်တာခင်ပညာရေးအတွက်တော်ကောင်းကျမ်းမာရေးအတွက်တော်ကောင်းကောင်းစွာထောက်မှနိုင်သောအရာများကိုဒီ
ဒီလိုပဲပုံဆောင်လို့ဆောင်နိုင်ဖို့အတွက်လည်းဖတ်ပြပြီးလမ်းပြတော်မူပါမြစ်တာစေတနာလေးကိုလည်းကိုရှင်ကောင်းကြီးပေးသနာတော်မူပါဖတ်ပြပြီးတလိုက်နှစ်ကျိန်အသင်းတော်မှာရှိတဲ့ယုံကြည်သူများကိုကျမ်းမာခြင်းစောင့်ရှောက်မှုလုပ်ပေးနေပါတယ်စက္ကန့်လို့ဆောင်နေတဲ့အန်တီဂျူနီယာတွေကကိုယ်ကြီးလို့ဆောင်နေကြတဲ့ညီမများကိုလည်းကိုရှင်ကောင်းကြီးပေးသနာတော်မူပါဖတ်ပြပြီးတက်တာဆိုင်လောင်းချခြင်းအစီအစဉ်ကိုလည်းဒီအချိန်ထိကိုရှင်ကောင်းကြီးပေးနေကြတဲ့အတွက်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ခက်ခဲတဲ့အချိန်ကာလမှာပါတီကိုယုံကြည်သူမိသားစုတွေဒါတော့တရားနေပြီးတော့တက်တာရရှိစေလို့ရတဲ့လှုပ်ဆောင်နေတဲ့ဒီအစီအစဉ်မှာလည်းကိုရရှင်ပြဆက်လက်ပြီးကောင်းကြီးပေးသနာတော်ပါဝန်တော်ထားရဲ့ပေးလူရဲ့ရှိနေကြတဲ့ပေးလူတွေများကိုလည်းကိုရှင်ကောင်းကြီးပေးသနာတော်ပါဖတ်ပြခြင်းအနည်း30ပြည့်ကိုရှင်ဒီကျေးဇူးတော်ကိုချီးမွမ်းရဲ့လုံဆောင်ရတဲ့ဉာဏ်များအားလုံးကိုလည်းကိုရှင်လက်ဝဲကိုစက္ကန့်အနန္တရီမွေးနေ့ကျေးဇူးတော်ချီးမွမ်းရဲ့ဤအစီအစဉ်အတွက်ပေးလူရဲ့ရှိနေကြတဲ့များကိုလည်းကိုရှင်ကောင်းကြီးပေးသနာတော်ပါနိုဝင်ဘာလ26ရက်နေ့မှာ procession နဲ့ပြည့်ရောက်တဲ့အလုပ်ဥရွှေတောင်းတင်နဲ့3ရက်ဒီဇင်ဘာမှာ22နှစ်ပြည့်မြောက်တဲ့သမီးမျိုးဝိကြီးချိုတို့မှာကျေးဇူးတော်ပေါင်းဖို့ချီးမွမ်းတဲ့ဤနှစ်30ပြည့်ကျေးဇူးတော်ချီးမွမ်းခြင်းအစီအစဉ်အတွက်အလူတော်များပေးရရှိကြပါ၏ဤပေးလူခြင်းကိုကိုရှင်သိမှတ်ရဲ့ဤသားဤသမီးတို့ကိုကောင်းချီးပေးပို့ဆောင်နိုင်ပါသူတို့ဘဝတတမှာကျမ်းမာခြင်းဝမ်းမြောက်ခြင်းညီသက်ခြင်းနဲ့ပြည့်ဝတဲ့မိမိဤလို့ဆောင်ရမည်လို့ဆောင်ဥမာမိမိဤသားစုများနဲ့အတူဝမ်းမြောက်ပျော်ရွှင်စွာဖြင့်ကိုယ်ကျေးဇူးတော်ကိုချီးမွမ်းတဲ့ရှေ့ဆက်သက်တာမှာကောင်းချီးပြေဝစေရပါမည်ကြောင်းသာသမီတို့ဆုတောင်းနေတာပို့တာပါတယ်။အားဖြင့်ဤတဲ့တော်မှာရှိနေကြတဲ့တက်ကြီးတို့များကိုလည်းကိုရှင်ကောင်းချီးပေးသနာတော်ပါ။အသက်ကကြီးမြင့်လာတဲ့အခါမှာလူတွေရဲ့အချိန်မှာကိုရှင်တို့ကိုပို့ဆောင်တဲ့ကောင်းချီးမင်္ဂလာကိုပြန်လည်ရည်ရွယ်ချီးမွမ်းတဲ့ဒီခုအချိန်မှာမိမိသားစုတို့တော်ကောင်းမိမိအသင်းတော်တော်ကောင်းကောင်းချီးပေးဆုတောင်းရဲ့ညီဝတ်စွာဖြင့်မိမိအသက်တာကိုရှောက်လန်းနိုင်ရကိုတက်တယ်များဖြစ်စေဖို့လမ်းပြကောင်းချီးပေးသနာတော်ပါကျမ်းမာခြင်းလိုအပ်ရရှိသူများအတွက်လည်းဆုတောင်းပါ၏နာသောအနာတိကိုရရှင်ဖျားဘုံတော်ထင်ရှားဖို့ရန်အတွက်ပါဖြစ်စေတော်မူပါဖာပြသခင်ကိုရဘုံတော်ကြီးဖြင့်ကိုရဤလက်မှထောက်မှခြင်းကိုကျေးဇူးတော်ချီးမွမ်းတော်ကြီးဖြင့်အနာမထမြောက်၍ဝမ်းမြောက်စွာဖြင့်တက်တာကိုဆက်လက်ရှောက်နိုင်ကြဖို့ရန်မြကျမ်းမာလာဖျားသောသူများကိုကိုရှင်လက်ဝဲကိုစက္ကအနန္တ၏ဖတ်တာတင်ကောင်းချီးပေး၍မောစာတော်ပါဖတ်တာတင်ဤတင်းတော်မှာရှိတဲ့ယုံကြည်သူမိသားစုများကလည်းဖျားသခင်ဤကျေးဇူးတော်ကိုချီးမွမ်းတတ်တော်မူနာဖျားသခင်ဤမျက်နာတော်ကိုကြည့်၍ဒုစရိုက်အဖြစ်ကိုရှောင်လွှဲနိုင်တော်မူနာမတော်တရားသောစီးပွားဖြင့်မိမိစီးပွားကိုရှာတော်သူများဖြစ်စေဖို့အားဖြင့်ကောင်းချီးပေး၍မဆာပနာတော်မူပါအကျိုးဖြင့်မကောင်းသောအမှုရာများဖြစ်တဲ့အရက်သေးစာဆွေးနွေးခြင်းငွေစီဝါဆွေးနွေးခြင်းလောင်းတစားပြုလုပ်ခြင်းများကိုရှောင်ရှားလေဘုရားရှိခိုးရှိမှဒီပြောနဲ့အတူတူစရာဖြစ်စေဖို့အသက်တာများကိုကိုရရှင်ရဲ့တဲ့ကိုစတဲ့အနန္တရီဖတ်ပြခြင်းစာရမဏေအနောက်ရှိခြင်းတို့ကိုဘုရား၏ခွန်အားဖြင့်တွန်းလှန်ကြိုးစားရဲ့တတိဝိရိယဖြင့်အသက်တာကိုရှောင်လန်းနိုင်ကြဖို့ယုံကြည်သူမိသားစုများအားလုံးကိုလည်းဆုတောင်းပါ၏ဖတ်ပြခြင်းအင်္ဂါဤဦးစီးဖခင်များကိုလည်းကိုရှင်လက်ဝဲကိုအပ်ပါ၏ဖျားခင်ဒီဖခင်များမိမိ၏မိသားစုကိုချစ်ချင်းနဲ့တာသစ္စာတရားဖြင့်ကောင်းစွာကြည်ရှုပြုစုသောဖခင်များဖြစ်စေဖို့ဖျားကောင်းကြီးပေး၍လမ်းပြတော်မူပါအင်္ဂါကိုကောင်းကြီးမြင်လာယူဆောင်ပေးတဲ့ဖခင်ဖြစ်စေဖို့အမင်္ဂလာကိုထေရှားပေးတဲ့ဖခင်ဖြစ်စေဖို့ဖျားခင်ဒီဖခင်များကိုကောင်းကြီးပေးပါမိခင်များကိုလည်းကောင်းကြီးပေးပါခင်မွန်းတဲ့အတွက်ကောင်းသောအထောက်အပံ့ဖြစ်တဲ့မိမိအင်္ဂါမိသားစုသားသမီးများကိုကောင်းစွာကြည်ရှုပြုစုနိုင်သောအမျိုးသမီးမိခင်များဖြစ်စေဖို့ကိုရှင်မဆာတော်ပါဖျားခင်လက်ဝဲ၌ပေးထားသောသားသမီးများတွေလည်းကျေးဇူးတော်ကိုချီးမွမ်းပါ၏ဤသားဤသမီးများအားလုံးကိုဘုရားရှိခိုးရှိမှတကယ်ပဲတည်လေတော့တည်ဖြင့်
ကျင်းထွားနိုင်စေဖို့ဖပြခင်သာသမီများကိုကောင်းချီးပေးတော်မူပါမိဘများလည်းမိသားစုတို့ကိုပရိတရားလမ်း၌သွေးဆောင်ပြီးလမ်းပြသွန်သင်နိုင်တော်မိသားစုဖခင်မိခင်များဖြစ်စီဖို့ဖပြကောင်းချီးပေးပါသာတမတော်မူပါကလေးသူများတွေလည်းစိတ်တိုင်းကြီးထွားလျက်ကိုယ်ရှင်ရှိမှကျေတဲ့မိမှာရှိတဲ့ကလေးများဖြစ်စီဖို့ကောင်းချီးပေးသနာတော်မူပါလူငယ်တွေများကိုလည်းကောင်းချီးပေးပါမိမိရဲ့သက်တာပြုရည်ကိုသူတစ်ပါးအထင်နဲ့မြင်ပြုစေတယ်မိမိ၏စကားပြောခြင်းကြင်ကြံပြုခြင်းအရာအားလုံးတို့သည်ဖပြခင်ရှေ့မှောက်လိုက်တော်ကောင်းသူတစ်ပါး၏ရှေ့မှောက်လိုက်တော်ကောင်းလူကလာဖြစ်စေဖို့မိမိ၏အတိတ်တတိတရားကိုမြဲတက်ရဲ့အသက်ရှင်နိုင်သောလူများဖြစ်စေဖို့ကောင်းချီးပေးပါဖပြခင်ဒီတွင်၌တော်ကောင်းဒီပတ်၌တော်ကောင်းပညာသင်ကြားခြင်းအဖြစ်တော်ကောင်းအလုတ်ကံခြင်းအဖြစ်တော်ကောင်းလုပ်နေကြသည့်လူများကိုလည်းကောင်းချီးပေးသနာတော်မူပါရှိသည့်နေရာတွေကိုရှင်ဤမျက်နှာကိုပြောကြည့်တဲ့ကိုလိုလိုက်ကိုဆွဲတိုင်ရဲ့အခက်အခဲမျိုးကိုကျော်လွှားနိုင်ရသောသူများဖြစ်စေဖို့ပတ်သားခင်လမ်းပြကောင်းချီးပေးသနာတော်မူပါပတ်သားခင်မိတို့ဤပတ်ဝန်းကျင်မှာရှိနေကြတဲ့သူများကိုလည်းကိုရှင်ကောင်းချီးပေးတော်မူပါခက်ခဲတဲ့အချိန်ကာလမှာဂျုံကန်နေကြတဲ့အခါမှာပတ်သားခင်စိတ်နှလုံးချိုးချပါ၏ဝမ်းနည်းကြေကွဲကြပါ၏စိတ်သက်သာကြပါ၏သို့တော့ကိုရှင်ပြဤမှုရာများအားလုံးကိုကိုရှင်သိမှတ်တော်မူပါတာဂီတို့ဤပုံကြောင့်ရှော့တယ်ကိုရှင်ကောင်းချီးပေးနိုင်တော်မူပါပတ်သားခင်ဤသင်တော်နှင့်သက်ဆိုင်သောရဝေးမှရှိနေကြတဲ့ရဝေးရောက်ယုံကြည်သူများကိုလည်းတတိယပါ၏သူတို့ဒီလည်းမိမိအသင်းတော်ကိုပြန်လည်၍ဝန်တာထားတဲ့တတိယရဲ့ဆက်သွယ်နိုင်မှုရန်အတွက်လည်းတာဂီတို့မျိုးလေးလေးရှိပါ၏ပတ်သားခင်သူတို့ဤစိတ်ကိုလည်းပြုကြည့်တော်မူပါတာဂီတို့ဒီလည်းသူတို့နဲ့အဆက်အသွယ်ပြတဲ့ရဲ့ဤသင်းတော်မှာလှုပ်ဆောင်ရဲ့ရှိတဲ့အရာများကိုသူတို့ကိုပြန်လည်၍ဝန်ရနိုင်ဖို့သူတို့နဲ့ဆက်သွယ်ဘယ်မှာလဲကိုရှင်ပြကောင်းချီးပေးပါစားတနာတော်ပါဖတ်တဲ့မြေစုံတို့ပြည်များတွေလည်းစတောင်းပါ၏ဒီညာမှုဆိုမှနာစစ်ဘေးရှောင်ရတဲ့သူများအတရားကျင့်စေခြင်းကိုခံရတဲ့သူများတွေလည်းစတောင်းပါ၏ကိုရှင်တာသမီတို့ဒီသူတို့ကိုလက်ဆက်တန်း၍ဥမနာရဖို့လေကိုရှင်တာသမီတို့ကိုခွန်အားပေးတော်မူပါဖြစ်စေနာတော်မူပါဖတ်တဲ့ကဘာရဲ့ရမှာရှိသောနာကျင်ခံစားနေရတဲ့သူများတွေ့လဲကိုရှင်တာသမီတို့ကိုခြေတော်ရင်းမှာတူရင်းတွေစတောင်းပါ၏ဖတ်တဲ့မတရားမှုကိုမြင်ချသောတရားမှုကိုသာနှစ်သက်တော်ဖတ်တဲ့သာသမီများတို့ဒီလေဤအမှုအရာအတွက်ဝန်တာထားပြီးစတောင်းနိုင်ကြသောသူများလက်ဆက်တန်း၍ကိုယ်နိုင်ကြသောသူများဖြစ်စေဖို့ကောင်းချီးပေးတော်မူပါယနေ့သာသမီတို့ကိုရောချံတို့ကိုယ်ကိုယ်ဝကြည့်ကြသောအခါကိုရောချံမှလာသောနှုတ်ပတ်တော်ကိုဝိညာဉ်ပြီးဆရာထံမှသာသမီတို့သည်ကိုရောဤနှုတ်ပတ်တော်ကိုကောင်းစွာနာရသောအဖြစ်ကိုဒေသနာတော်မူပါစိတ်နှလုံးကိုကိုရောရှင်ပြင်ဆင်ပြီးတော်မူပါဤနေရာမှာပြန်လည်ထွက်ခွာရသောအခါတွင်လည်းကောင်းချီးမင်္ဂလာပြည့်ဝတဲ့ခွန်အားပြည့်ဝတဲ့ပြန်လည်ထွက်ခွာနိုင်ရမှာဒီကြောင့်လည်းဖတ်ပြတဲ့ကောင်းချီးပေးတော်မူပါဖတ်ပြတဲ့သာသမီတို့ဤစုတောင်းခြင်းများသည်သာသမီတို့ပြုလုပ်ခဲ့သောကောင်းမှုကုသိုလ်များတန်မြတ်ဒုတိယများကိုအမိပြု၍စုတောင်းခြင်းဟုတ်ပဲသာသမီတို့ကိုချစ်တော်မူ၍အသက်ပေး၍ရွေးနှုတ်ပေးတော်မူသောသခင်ယေရှုမြတ်စွာဘုရား၏နာမတော်ကိုသာအမိပြု၍အလုံးစုံသေးစွာဖြင့်ဤစုခနာကိုပြုကြပါ၏မြတ်စွာဘုရားအားလုံးပဲကိုပြည်တော်စကားပြောတော့မိုင်းတော်စကားကိုသူရဲ့ကျေးဇူးတင်ပါတယ်ဒီချိန်မှာအတင်းတော်ရဲ့တရားတန်ကိုကြားရတဲ့အချိန်ဖြစ်ပါတယ်
ကျေးဇူးတင်ပါတယ်။ဒီချိန်မှာအသက်ရှင်သောနှုတ်ကပတ်တရားဒေသနာကိုဒီနေ့ဆရာချိန်ပြပါတယ်။ဆရာကတော့စမိမိတို့ရဲ့ကိုအချိန်လိုက်ကိုဆက်ကပ်ပါတယ်။အဲ့ဒီမှာကောင်းချီးတောင်းကြတာပါလို့ဘုရားမြတ်ကြီးကိုပိုက်ကားတော်ရှိတဲ့တာမီးတော်စတဲ့ကိုကျွန်တော်တို့ပြောကြည့်ပါမယ်။ဒီလိုမျိုးကောင်းမှုတွေဆက်ပြီးတော့တာမီးနဲ့ဒီကျမ်းမာတာကပြည်ပြီးတော့ဒီကျေးဇူးချင်းပါတယ်။ဒီမှာလည်းဘောချနဲ့ဒီနာတော်အပြင်ဒီကောင်းချီးနဲ့ချက်ပေးရတော့ကျမ်းမာတဲ့ဒီတော်တွေလည်းအဲ့ဒါလေးနေပေါ်နေပေါ်နေကြလို့ပါ။ကျေးဇူးလုံးလို့ဘောလို့ဆက်ပြီးခံအားရတော့ဒီယေရှုရဲ့တော်မှာနာကိုယူရအောင်ထားတဲ့တော့ဆက်တဲ့အနက်ပါအပြန်ကြီးအားလုံးကလည်းရှင်းလို့ပြောစပါတယ်ကျွန်တော်ဒီကျွန်တော်ဆက်ပါနော်ကျွန်တော် MCT ကျောင်းမှာပညာသင်ကြားနေတယ်ကြားတဲ့ကျောင်းမှာပါတယ်ကျွန်တော်ကဒီလိုမျိုးတော့ရန်ကုန်ကိုပြောနော်မဟာလေးရှိလို့လည်းကပါတယ်နော်ကျွန်တော်တို့ဒီလိုမျိုးအကျိုးအကြေးရရတာလေးရှိလို့ပြောပြပါနော်ကျွန်တော်တို့ရုပ်ဆောင်ရအောင်ရှိကြတယ်ဒီမှာလေကျွန်တော်အခုပြောနေတာကတော့ကျွန်တော်ဒီမှာဟောနေမှာကျွန်တော်ပြောတာကဒီတို့လည်းဒီလိုပြောတာလေနော်ကျွန်တော်တို့အမေစီကျောင်းသားတွေတော့ဒီဒီတော့နေပြီးတော့ကျွန်တော်တို့အောင်မြင်တာမိတို့ကကျူလို့လည်းကျေးဇူးတင်ပါတယ်ဒီဘုရားပေါ်မှာရှိတဲ့တေးကိုကျန်လို့တော့အတင်းတော့
ကိုစီပြီးတော့ခံစားနေတဲ့ဆရာဆရာမအားလုံးကိုလည်းကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဒီတော့ဂျေမီအချက်တွေအားလုံးဒီမှာအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဒီမှာတော့ဒီနေ့တော့ဆရာမကိုလည်းကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီရဒီလာများဒီကောင်မတော်စောင့်ကြည့်တိုင်းကိုလည်းကျေးဇူးရှိပါကြလို့ကျွန်တော်ဒီညနေကိုပြောချင်ပါတယ်ကျွန်တော်ဒီဆောင်လာတဲ့ဒီနာရီကတော့ခမ်းမဲ့မှုလို့ဆောင်ကျေးဇူးတော်တော်များများဘာလို့ပတ်ကြပါရဲ့အတိုင်းလို့တော့ကျွန်တော်ဆက်ပြီးတော့ပြန်ပြောပြပါမယ်ရုံးလို့ကံကြည့်တော့အမြဲဆက်တော်သူဆက်နေပါတယ်အခုတော့ဒီမှာဒီလိုမျိုးဒုတိယတော့ပြည့်နေပြောင်းလို့ရှိတော့တယ်အတေးပြောကြတယ်ယေရှုဒီလိုတော်တော်အပြင်အပေါ်ကိုပြည့်တယ်ပြောင်းပြီးကျင်းတော်ကြောင့်ထမ်းရအောင်ကြောက်ကြတယ်ဒီတော့ဘာလို့ဆက်နေလဲကိုယ်ကဘာလို့အဲဒီရှိအနေကိုပြပါတယ်အချမ်းသာငါတို့အခင်းရှိပြီးစီးစိမ်ရှိတယ်စီးတော်မူခြင်းအပြင်ဒီလိုတော့စီးရခြင်းကိုခံတော်မူတော့ကျေးဇူးတော်ကိုတင်ဖို့တည်ကြတယ်ဒီချက်ရတယ်ကကျွန်တော်အပြစ်သားတွေကကျေးဇူးတော်ကိုနော်အခင်းရှိတဲ့စိတ်တော်တဲ့ခြင်းကိုကျွန်တော်တို့အခမ်းမဲ့ပြရပါတယ်ကျွန်တော်တို့အခင်းရှိတဲ့အချက်အမြင်ကြည့်ကြဒီလိုကြည့်တဲ့လူပြကြတော့နော်အခင်းရှိတဲ့ဘောကကိုကြားတဲ့အချိန်မှာတော့စားတယ်ဘုရားရဲ့နေရာရဲ့အားလုံးအခမ်းမဲ့တွေပဲဖြစ်ပါတယ်ဒီတော့ဒီလိုပြောပြတယ်ဒါနဲ့ဒီဖျားကိုစီးစိမ်ကိုစွန့်ပြီးတော့ကျွန်တော်တို့ဘာမှမလုပ်ဘူးကျေးဇူးတော်အခမ်းမဲ့ဒီစကားတွေပြောတယ်ဒီလိုပါလို့ဒီကမြင်ကြည့်ရမယ်ဆိုရင်မဟုတ်ဘူးပါတော့လောကသားလိုက်လို့အဲ့လိုကျွန်တော်တို့ဒီလိုအားလုံးအသေးအသေးခံနေပြီးတော့ကျွန်တော်တို့ရပါပါတယ်သိရှိရတယ်အဲ့တော့ဒီလိုတော့ဂျိုးကြီးပြည်တယ်အားလုံးကနားကြည့်အခါမဲ့ပြေးဆက်ဒီချစ်ချင်းတွေကောင်းတာလို့ပြောစီတယ်လူကြီးကြောက်စီတယ်သုံးစားတော့လို့ယူရပါတယ်ကျွန်တော်ပြောချင်ပါတယ်အဲဒီကျွန်တော်တို့ကတော့ဘာသာရေးကိုပြောပြနေတယ်ကိုယ်ကဘာသာအခန်းကြီး6အမြဲစကူမှာမစက်ပါတယ်အခုဒီဒီလိုကိုယ်ကပြောင်းပြီးပုံမှန်ပေါ်လို့ဝိညာဉ်တော်ပြီးတော့ဒီလိုမျိုးချင်းလို့တန်ရှင်းတော့ဝိညာဉ်တော်ဒီဘုံမှာဖြစ်ချမှုလည်းကောဒီလိုကိုတိုင်ကြောင်းလို့လည်းမတိကျဒီလိုမျိုးကိုဘောဘောမျိုးပေါ့ဒီလိုကြောင့်တရားတော်ကိုတိုင်တော်ပြီးတော့ဒီလိုကိုခံရတဲ့စိတ်မျိုးတွေအားဖြင့်တရားတော်ကိုတော်ကိုသင်ရှားစေကြတယ်ဒီကြောင့်လည်းကျွန်တော်တို့တရားတော်ကိုကြည့်လို့ဆိုရင်တရားတော်ကဘာလို့ချစ်နေကြတာလို့ချစ်နေတာရှိလို့ဆိုရင်ကျွန်တော်တို့ဒီဝိုင်းလေးကစပြီးတော့တရားတော်ကိုကျွန်တော်တို့ကိုကောင်းစွာမေတ္တာလာတဲ့အချိန်မှာပြင်ဆင်ပေးရတဲ့ကြားဖြစ်ပါတယ်။ဒါကဘုရားရဲ့အခမဲ့ချစ်ချင်းမြတ်တာဖြစ်တယ်။ကျွန်တော်တို့မြင်ရတဲ့ကျွန်တော်တို့ကြားရတဲ့ကျွန်တော်တို့နားတယ်။ကျွန်တော်တို့ကောင်းစွာဒီလိုရှိတဲ့ချစ်ချင်းမြတ်တာကျွန်တော်တို့ဖတ်ကောင်းတယ်ကျွန်တော်တို့လည်းရတယ်ကျွန်တော်တို့ချစ်ပါတယ်။ကိုယ်ကကျွန်တော်တို့ခံရလို့ဒီလိုဒီမှာပြည့်တယ်ကျွန်တော်တို့တန်ဖိုးပေးရတဲ့နေရာပဲ။အခုပြောတဲ့အခါမဲ့ပြေးခြင်းတွေဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ဒီမှာလည်းဒီအခါမဲ့ပြေးခံရခြင်းကိုဘုရားကအတော်ပြုနေတယ်။ဒီလိုပဲနေရာတွေမှာအတော်ပြုနေတာကိုသိရတယ်။ကျွန်တော်တို့ပြန်ကျွန်တော်တို့ပြန်လို့ကျွန်တော်တို့ရေးလာတဲ့အချိန်ကစပြီးပြေးစဘုရားကအခမဲ့ပြေးတဲ့အရာတွေအများကြီးရှိပါတယ်
ပြောလို့ဘာလို့ငါတို့အခန်းနဲ့ပြန်ပေးကြည့်တယ်ဖျားတဲ့ငါတို့ဘာလို့မဆောင်ပေးကြည့်တယ်ဒါမှမဟုတ်ပြန်တဲ့တုံ့ပြန်ကြည့်ပါတော့ကျွန်တော်တို့ဘယ်လိုလဲဆိုနေတယ်ကျွန်တော်ကဖျားဘုရားလာတဲ့ရှင်ကအကြည့်ရကိုယ့်ရဲ့ဇာတိစိတ်ကိုရှိတဲ့နေလို့ဆောင်နေတဲ့အရာတွေအများကြီးပါ။ညာမျိုးလို့ဥဒနာပြေအပြီးရတယ်။ဒါပေမဲ့ဘုရားထိုင်တဲ့အတိုင်းကျွန်တော်ကမျိုးတွေတော်များနေပါတယ်။ဒီကိုတောင်းနေညာ။အခုကမ်းမဲ့တော်လို့ညာရဥဒနာကိုဆက်နေတယ်တချို့တွေပေါ်လာတဲ့ဒီပေါ့နော်ဇာတိလိုပဲအခုလိုလည်းသွားရတဲ့လူတွေအများကြီးပဲမသိနေကြတာဖြစ်ပါလေ။ဒါကြောင့်ခုနကဘယ်လိုလဲကျွန်တော်မနိုင်ဘူးနော်ကျွန်တော်တို့လည်းပြတ်ဘူးနော်ကျွန်တော်အဲ့ဒီကလေးလေးနေတော့ကျွန်တော်ပြတ်ချင်ပါတယ်ကျွန်တော်ရုပ်ကြီးပေါ်နေပြီးတော့ကျွန်တော်ပြောင်းလာခဲ့တဲ့ကြောက်ဖြစ်တယ်ကျွန်တော်ကဇာတိကိုရှင်းနေပြီးတော့သူ့ရဲ့သူ့ရဲ့အဖြစ်ကိုလည်းလိုရစူးစမ်းနေတယ်နော်အဲ့လိုမရှိတဲ့အရာအလုပ်တွေဆိုလေကြာလာကျွန်တော်မူရအနေနဲ့ကျွန်တော်မှာဘာမှထိတွေ့ရမရှိပါဘူးကျွန်တော်ဘုရားလိုလည်းသိရပါဘူးဒါပေမဲ့ဘုရားကကျွန်တော်ကိုညှချက်ပါတယ်ကျွန်တော်ရဲ့ဇာတိတွေကိုလိုက်ဆက်နေတဲ့အချိန်မှာကျွန်တော်ဒီနေ့ဒီချိန်ရောက်လာတဲ့အချိန်မှာကျွန်တော်ဘယ်နေရာမှာချက်တာလဲဆိုတော့ဘုရားကကျွန်တော်ကိုပြည့်စည်ပေးခဲ့တဲ့တရားပါလေဒါကြောင့်ဒီနေ့ဒီချိန်ဒီနေရာကိုကျွန်တော်ရောက်ခဲ့တာကျွန်တော်ရဲ့ဇာတိရှိတာပါဘုရားပြည့်စည်ပေးခဲ့တဲ့အကြောင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တက်ရှိနေတယ်ဒီလိုပြည့်စုံတဲ့တရားတော်ကိုပြင်းနေတယ်ဆိုရင်ကျွန်တော်ရဲ့အသက်60 90လို့ရှိတယ်ဒီချိန်မှာတော့ဘယ်လိုမရလဲတရားနဲ့ဒီလိုပြောနိုင်ရှိတယ်ဒီကိစ္စအဲ့တော့ဒီလိုပြောတဲ့ဆက်လို့အသက်60 90 80မှာကျွန်တော်ပြင်းနေတာကိုပြင်းတယ်အမှန်တင်ပြည့်လို့နော်တရားပြည့်လို့ကျွန်တော်လုပ်ရမယ့်အခြေအနေတွေတိုင်းမှာပြည့်ရှိပါတယ်ကျွန်တော်ပြောချင်ပါတယ်အဲ့တော့တရားနဲ့ပြည့်စုံလို့ကျွန်တော်ရဲ့အခါနဲ့ဆိုရာရအခြေအနေမှာမျိုးစုံဖြစ်ရှိပါတယ်အဲ့တော့အချို့ကနာမည်တရားနဲ့ပြည့်စုံရတယ်နာမည်တရားနဲ့ဘာလို့ပြည့်နေကောင်းလဲစဉ်းစားရတယ်ချမ်းသာတဲ့လူတွေကဘာလို့ချမ်းသာလဲနာမည်ကိုစီးပွားရေးပြည်နေတဲ့စီးပွားရေးလုပ်နိုင်တယ်ဒါပေမဲ့နာမည်ကိုပြောင်းတော့ဘာလို့ပြည့်စုံရလဲမစဉ်းစားဘူးဒီလိုမျိုးတွေမှာတစ်ခါတည်းဥပဒေမှာပြည်သူချင်းတွေအဖေကတော့ဥပဒေအဲစဉ်းစားရတယ်ကျွန်တော်တို့ပတ်စင်ဒီမိုင်းတွေစေလို့မရတာတရားနဲ့ကောင်းတယ်ချက်ဒါမှမဟုတ်ကောင်းတယ်ကျွန်တော်တို့ချမ်းသာလို့ပြောစေရရတယ်မဟုတ်တော့မပေးနိုင်ဘူးငါတို့ကတော့မပေးနိုင်ငါတို့ကတော့ပေးနိုင်မထင်ပါနဲ့စေရတယ်ပြောင်းချလို့လာတော့တယ်တပည့်စီးလို့တော့ပါရပြီးတော့အကျဉ်းစေးကြီးဖြစ်တယ်ရှင်ဖြစ်တယ်ဖြစ်နေတယ်ဒါကိုခံလို့ရတယ်ဒါစေးရတယ်မှာလုံးဝအားလုံးကခံတယ်ပြန်လာတဲ့ခံတယ်ဒုစရပြီးတယ်ကြာတယ်ဒါတော့ကျွန်တော်တို့ခန္ဓာကြီးမှာဒီရဲနေပြီကျွန်တော်တို့ခန္ဓာကြီးရှိနေပြီကျွန်တော်တို့တရားကိုဒါမျိုးပြဆက်ပြီးနိုင်တယ်အခမ်းမဲ့ဆိုတာဒီရှိလို့ပြောလို့အများကြီးကျေပြည့်နေရတယ်ဒါကျွန်တော်လည်းပြောပြတယ်နော်ဒါနဲ့ခုခေတ်ဆိုတာဒီလိုမျိုးအချိန်ပါတော့ဒီမှာတရားကိုကျွန်တော်တို့အခမ်းမဲ့ပြောလို့ဆိုတာဘယ်မှမဖြစ်နိုင်ဘူးအဲ့ဒါကိုကျွန်တော်ဒီနေ့ဖြစ်ဒီမှာလို့ရာလို့စေလို့နေစေတဲ့ပုံစံမျိုးကြီးတယ်နော်အဲ့ဒီချက်တွေနိုင်ခြေဆိုင်ရတယ်ဆောင်းနေတော့ဒီချက်တွေရတယ်နော်အချို့ဆိုရင်ဆောင်းလို့ပဲအနိုင်နိုင်နေလို့လည်းနိုင်ဖြစ်နေတဲ့လူအများကြီးအချို့လည်းဒီအားကြီးတွေဟုတ်ပြောင်းတယ်ဒီနေ့ဆောင်းလို့ဒါဆိုရင်ကျွန်တော်ဆက်လို့ဒီပေါ်မှာလို့ဆိုတော့
ဒီနေ့ကလည်းတရားတော်ကိုကောင်းကြည့်ပေးတာချွေးတယ်ဘယ်လိုလဲပြောတာအလားတူနေတယ်အားလုံးဒီမှာဒီမှာမျိုးလို့ဒီမှာအလုံးလုံးပြည့်နေတယ်တို့ဒီလိုလုပ်ရတယ်တို့ဒီကားကိုစားလို့ပဲတို့ဒီလိုနေတတ်တယ်ဒီလိုတော့ကျွန်တော်တို့ဒီပြည့်ပြရတာဘယ်မှာမှအခက်နဲ့ရတော့အလို့ကျွန်တော်တို့ဘုရားတွေကျွန်တော်တို့ဒီလိုလုပ်ရအစားစီရတယ်ဘာလို့ဒီလိုလုပ်လဲကျွန်တော်တို့ဘုရားကြီးတော်တယ်ကျွန်တော်တို့ဒီနေ့ဒီလိုရတယ်ဒါခံလို့ပြောနေရတယ်ဒီလိုချိန်မှာဘာသာကြီးအားစားဝင်ကြည့်ရတယ်ဒီလိုဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့တားနေဒီလိုကြီးကိုဘာလို့လဲဝင်ကြတာကိုပြီးမှတောင်းတယ်ဒါကျွန်တော်တို့အခမ်းမဲ့ရတဲ့ဆိုတော့ကျွန်တော်တို့ဝင်ကြည့်နေပြရတယ်အခမ်းမဲ့ရတဲ့အရာကိုခဏပြည့်တဲ့ချင်းတာပဲရှိတယ်ဒါပေမဲ့အခမ်းမဲ့ကိုပြည့်တာလာပြီးမှမရှိဘူးဆိုရင်ကျွန်တော်တို့အခမ်းမဲ့အချို့တော့အခမ်းမဲ့မှရှိတယ်တဲ့ဖေရနာဖေရနာကိုအားရပြဆက်ဖို့လုပ်နေတယ်ဒါမှမဟုတ်စဉ်းစားဖို့လိုတယ်ငွေကြေးတွေကငွေကြေးတွေကငွေကြေးတဲ့နေတွေကဘယ်လိုလဲစေးတွေကဒီလိုနေတယ်ဖေရနာဒီလိုလေးပြန်ဖို့စေးတွေကချမ်းသာတယ်ကောင်းကြီးကိုပြည့်နေတယ်စေးပြရတယ်ဒါကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့ဒီကောင်းကြီးရတဲ့တရားကိုကျွန်တော်တို့ပြန်ပြီးဆက်ကျွန်တော်တို့ကောင်းကြီးရတဲ့တရားကိုသိထားပါတယ်တရားကိုတကယ်ဆက်ကပါတရားကိုတကယ်ပြီးဆက်ပြန်ပြီးအခမ်းအနားတွေဖြစ်ပါတယ်တရားကကျွန်တော်တို့အတွက်အနည်းနဲ့ဒါပြတာလေအနည်းနဲ့နောက်ပြတာကျွန်တော်တို့ဘယ်လိုလုပ်လဲဒါတော့တရားပြကျွန်တော်တို့တရားပြရဲ့အထက်ကနေခုမှတရားကြည့်တယ်ပြီးထားတယ်ကောင်းတဲ့အရာတွေကိုကောင်းတာတုံ့ချဖို့နဲ့ကောင်းမှုဆိုတာနေထိုင်ဖို့ပဲဖြစ်တယ်။ကျွန်တော်တို့ဘယ်မှာကျွန်တော်တို့ဘာလဲကျွန်တော်တို့ဘာပဲလို့ဘယ်မှာကိုစဖို့ပဲတရားမရရင်ကောင်းတဲ့နေရာလို့ဖို့ပဲဒီလို။ကျွန်တော်တို့ကျောင်းသားတွေကျောင်းပြရတယ်အတင်းဆိုတာအတင်းတော့ဘယ်လိုမှမဖြစ်လို့အများကြီး။အဲ့ဒါတရားပြည့်တဲ့လို့ကျွန်တော်ကောင်းမှုကနေထိုင်ဖို့ဥတ္တပဲဒီလိုပါလေဒီလိုပါချင်းကျွန်တော်ရှိတဲ့နေရာအတိအကျရှိပါတယ်အတိအကျဒီနေ့မှာဆရာတော်ကြီးရုပ်ဆရာကြီးတို့တွေတော့ကြည့်ပါမတော်လို့ကြည့်ပါတို့ပိစကားရဲ့ဒီတော်ကြီးရှိတယ်တို့ပိစရတဲ့သာသမီတွေရှိတယ်တို့ပိစကားရဲ့စီပါရေးလုပ်တဲ့အားလုံးကိုစွန့်ပြီးတော့ဘုရားကိုတည်ပြီးတော့လူမှုတော်ဆောင်အခါမဲ့လို့ဆောင်တဲ့လူအများကြီးရှိတယ်အားလုံးအားလုံးတို့စွန့်ပြီးတော့တရားဝင်အားနေပြီးအခါမဲ့ဆိုတဲ့ဒီစာအုပ်တွေနဲ့သူတို့လောကမှာဘုရားတော်ပြဆက်တယ်အဲဒီကျွန်တော်တို့ကြည့်လို့ကျွန်တော်လူ့ရဲ့ဆောင်ရဘုရားတော်ပြဆက်ဖို့ဘယ်လိုလဲဆိုလို့ဆောင်တဲ့ပုံမျိုးဘုရားတော်ဘာလို့ခိုင်းတာလဲဘုရားတော်ဘာလို့ပြည့်နေတယ်ငါတော့ဘုရားတော်ငါတော့အာမေမထင်ပါဘူးလို့မထင်ပါဘူးဘုရားကဒီတိုင်းပဲပါဒီတိုင်းပဲပြဆက်နေကြတယ်အဲ့ဒီကတော့အခမ်းအနားပြဆက်ခြင်းကျွန်တော်တို့နောက်ဆုံးချက်လိုက်ကျွန်တော်တို့ဆိုရင်ဖခင်ရဲ့အခမ်းအနားပြဆက်ရတယ်ပြဆက်လိုက်ရတယ်ဒီလိုလိုရတယ်စိတ်တော့ဖခင်ကတရားနဲ့ကောင်းကြီးရမစားဘူးအဲ့လိုမျိုးကျွန်တော်ပြချင်ပါတယ်အဲ့ဒီမဲ့အစိုးရချမ်းသာနေတယ်ကျွန်တော်ပြချင်ပါတယ်ရှင်ဘုရားအခမ်းကြီးစက်ပြီးအငယ်ချက်ဖြစ်ပါတယ်နောက်ကျစိတ်တော်တူတယ်မိဂလာရှိဒီလိုမျိုးတော့ပြရဲ့ပြတ်တော့ကျမ်းစာရေးအဖြစ်အနေနဲ့ဒီအမှုပုံမှန်အောင်တဲ့ရုံးမှာပြချင်ပါတယ်ကျမ်းစာစုပြောပြောစီတိုင်းကိုရရှိတာလေးကောင်းချီးပေးပါစေကျွန်တော်အားလုံးရဲ့တရားဒေသနာမှာပြီးတော့ဆရာတို့အထူးကျေးဇူးတင်ပါတယ်။ဒီနေ့အစီအစဉ်တစ်ခုစီတိုင်းမှာအများကြီးအတူပါရှိကြတော့ကျေးဇူးတင်ပါတယ်။ဒီနေ့အစီအစဉ်တစ်ခုစီတိုင်းမှာဘာလို့ဆက်ကကြတော့စကူကလေးငယ်များလူငယ်များ
လူငယ်များနဲ့လူရတိခတ်ပြီးတော့ဆရာမနဲ့ပါရမီများပန်းနာဆင်ပြီးတော့ဆရာမနဲ့သမီးငယ်ကျမတို့ရဲ့အထူးဆုတောင်းပေးတော့မိုင်းဆာတော်ကကျေးဇူးတင်ပါတယ်အထူးသဖြင့်လာရောက်ကြတော့ဓမ္မအပိဓာအလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဘုရားမြင့်မြတ်ပါလေလာရောက်ဖို့ဖိတ်ခေါ်ပါတယ်အစီအစဉ်ပြီးဆုံးပြီဖြစ်တဲ့အတွက်တခြင်းနံပါတ်254တခြင်းနံပါတ်254ကိုလူရပြုစုပြီးတဲ့အချိန်မှာဘိုးဆရာတူတော်မူမှာကောင်းကြီးပေးခြင်းဖြင့်အစီအစဉ်ကိုရုပ်သိမ်းနေဖြစ်ပါတယ်ကိုလုံးကြတော့သာသမီအာလုံးတို့ဒီကိုရစင်ညအတွက်ခမဲ့အစေကံနိုင်ကြတော့သာသမီအတိဒီဖြစ်ရပါလိမ့်ကြောင်းကမိတော်သားတော်ပန်းရှင်တော်ဘုရင်တော်တော်ဘာသူကြီးတော်တရားကြီးလမ်းပြဖို့ဆောင်ခြင်းဝေကာဆောင်တဲ့ခြင်းနဲ့ဒီလုံတဲ့ခြင်းနဲ့ကြံခြင်းဝါများတော်ရှိခြင်းကြောင့်အဆုကျေးဇူးအပေါင်းတို့ဒီဘုရားရှင်ရဲ့သာသမီအားလုံးပေါ်တို့ဥမာစာ၍အစေတရားတည်ရှိတည်နေတော်မူပါစေတော်အာမင်